နောက်တစ်ချက်အရေးကြီးတာကလူတွေတော်တော်များများမေးကြတာပေါ့နော်အကျိုးဆောင်လုပ်ချင်တဲ့ဒီကောင်မောင်နှမတွေတော်တော်များများမေးကြတာကဒီ bank statement နဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်ပါတယ်bank statement နိုင်ရှင်းတန်းလေးတွက်ထုတ်ချီဆိုလို့ရှိရင်တော်တော်များများသဘောမပေါက်ကြဘူးပေါ့နော်ဆိုတော့ကျွန်တော်ကတော့ bank statement ကိုဘဏ်မှာဘယ်လိုထုတ်ရမလဲဆိုတာလေးကျွန်တော်ဒီမှာတစ်ချက်ရှင်းပြချင်ပါတယ်ဆိုတော့အဓိက bank statement ဆိုတာကိုယ့်ရဲ့ဒီစုငွေစာအုပ်ထဲမှာပေါ့နော်ပတ်စံဘယ်လောက်ကျန်လဲဆိုတာကိုဖော်ပြပေးထားတဲ့စာရွက်လေးတစ်ရွက်ပါပဲထူးထူးထွေမရှိပါဘူးကဲကိုမှဘန်စာအုပ်ရှိပြီဆိုလို့ရှိရင်ဒီဆက်ရဘန်ကိုသွားပတ်ပုံတင်မှုရေးလေးကိုပြဒီစာအုပ်တွေက statement စာရွက်ကလေးကျွန်တော်ထုတ်ချင်ပါတယ်ဆိုလို့ရှိရင်သူတို့10မိနစ်15မိနစ်အတွင်းမှာပဲသူတို့ချက်ချင်းထုတ်ပေးပါတယ်ဘယ်တော့မှလည်းမပေးရပါဘူးကျွန်တော်ပတ်စံလေး1000တောင်အောက်ကိုလည်းပေးဖို့လိုပါတယ်အကဲကိုမှဘန်စာအုပ်မရှိဘူးဆိုရင်တော့ရန်ယူရှင်းပါတယ်ဘန်စာအုပ်အတစ်တုပ်လုပ်လိုက်ပါဗျာနော်စာအုပ်အတစ်တုပ်လုပ်ရင်းနဲ့မှတခါတည်းကျွန်တော်စာအုပ်လုပ်ရင်းနဲ့ bank statement လေးကျွန်တော်ထုတ်မယ်လို့ပြောလိုက်လို့ရှိရင်ဒီဘဏ်ဝန်ထမ်းတွေဒီကလေးတွေပေါ့သူတို့တွေစီစဉ်ပေးပါတယ်ကိုလည်းကူညီကြပါတယ်ပေါ့နော်အဲ့ဒီမှာနောက်တစ်ခုမေးတာလေးရှိတာကြတော့ဒီဘဏ်ရဲ့စာအုပ်ထဲမှာကို့မှာလက်ကျန်ငွေဘယ်နှသိန်းပေါ်ပြမလဲဆိုတာပေါ့ဆိုတော့ကောင်းတာကတော့ပတ်စံများများရှိလေကောင်းလေပေါ့နော်တချို့တွေကြောက်လေအခွန်တွေပါကြောက်တဲ့ခါကျတော့ပတ်စံကိုတိတ်ပြီးတော့မထားကြဘူးပေါ့ဆိုတော့အဲ့ဒါကတော့အခုလက်ရှိအနေထားရဆိုရင်တော့အဲ့ဒီဘန်စာအုပ်ထဲမှာပတ်စံငွေအနည်းဆုံး1000လောက်ရှိအောင်လည်းဘန် statement ထုတ်လို့ရတယ်ပြီးလို့ချင်းအဲ့ဘန် statement စာရွက်ကိုလည်းကျွန်တော်တို့ exam တွေ license လုပ်တဲ့ဒီထွေရုံးတွေကလက်ခံပါတယ်အမောင့်ဘယ်ရွေးဘယ်များဘယ်နှသိန်းရှိရမယ်လို့သူတို့မပြောတာပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်နဲ့ပဲစိတ်အေးလက်အေးနဲ့ပဲဘန် statement စာရွက်များကိုဘန်မှာသွားပြီးတော့ထုတ်ယူနိုင်ပါတယ် license လုပ်ဖို့အတွက်လည်းထွေရုံးမှာအဲ့ဒါလေးကိုသွားပြီးတော့တင်လို့လည်းရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုတစ်ချက်ဒီဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးချင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်မှပြန်တွေ့ကြမယ်နော်